ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးဘော်တွင်2 ရက်12လ62ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောတရားအားထုတ်မှနိဗ္ဗာန်ရပုံတရားတော်ဘုရားငန္ဓေသာမိဓမ္မငန္ဓေသာမိဆိုတဲ့ယူတဲ့စိတ်တရားရှိပါတယ်နော်ဒီစိတ်တွေကိုသစ္စာဖွဲ့ရတယ်ဒီစိတ်တွေသစ္စာဖွဲ့တဲ့အခါကျတော့ဓမ္မတွေသိတဲ့တိုင်းနဲ့ခမည်းတော်ရထားတဲ့ကဝိညာဏရဲ့သလနာဖတ်တဝေနာဆိုတော့ဒီဒုတိယပိုင်းနဲ့မှလာနေပြီပါဗျာ။အော်ဒီကသလရဏဆိုတော့မနာရဏဆိုတာကစိတ်ပဲ။ဒါပြင်ဒုတိယ2နံပါတ်တဲ့ပြိဿသမုပ္ပါဇဝိုင်းမှာ2နံပါတ်တဲ့ပန်းနေ။ပါပါဗျာ။ပန်းနေတော့ခုတရားနာတဲ့စိတ်ဟုတ်လား။မှန်ပါပါဗျာ။တရားနာတဲ့စိတ်သီလရည်တဲ့စိတ်တွေဟာဒုတိယပိုင်းနဲ့ပန်းနေပါလားဆိုတာသိတယ်။မှန်ပါပါဗျာ။ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့အတိတ်ဘဝကဝိဇ္ဇာသင်္ခါရဆိုတာမြင်တဲ့အတိုင်း1နံပါတ်ကနော်အဲဒီဝိဇ္ဇာသင်္ခါရကပြုလုပ်လိုက်တဲ့တွေ့အခုခါမှာဝိညာဏရဲ့သလနာဖသဝေဒနာဆိုတော့သလနာထဲမှာ6ခုမြောက်စိတ်ပါမလားမှန်ပါဗျာကောင်းပြီဒီစိတ်တွေကလို့ဆိုရင်ပြန်ဝိဇ္ဇာသင်္ခါရယူသောသမုဒိယသစ္စာကြောင့်1နံပါတ်သမုဒိယသစ္စာကြောင့်2နံပါတ်ဆိုတဲ့အထဲမှာယခုဘဝပေါ့ဗျာအခုပေါ်တဲ့စိတ်တွေဖူကြည့်ဒီ2နံပါတ်ထဲမှာပေါ်တယ်လို့မှတ်ပါအခုပေါ်တဲ့စိတ်တွေကဒါဖြင့်1နံပါတ်သမုဒိယသစ္စာကလုံးလိုက်လို့2နံပါတ်ဒုက္ခသစ္စာစိတ်တွေပေါ်တာပဲဒါဖြင့်2နံပါတ်စိတ်ဘာသစ္စာဆိုကြဒုက္ခသစ္စာဆိုတဲ့ဓမ္မတို့ဒီထဲမှာသလရဏဆိုတဲ့သက္ကုသောတာခန္ဓာရှိပါကာယမနဆိုတာစိတ်လို့မှတ်ပါဒါပြန်ကုတရားနာတဲ့စိတ်တွေသီလယူတဲ့စိတ်တွေကာယသမီးစိပွားရေးနဲ့ပတ်သက်တဲ့စိတ်တွေရောင်ရည်ဝယ်နဲ့ပတ်သက်တဲ့စိတ်တွေဒါတွေ2နံပါတ်ထဲပါတယ်မှန်ပါဗျာဘာလို့ဒီစိတ်တွေကိုတရားဓမ္မတွေကြည့်လိုက်ဘာသစ္စာဒုက္ခသစ္စာပါဗျာပရိစ္ဆေသမုပ္ပါဒေသနာတော်ကြီးကပြနေတော့ဒုက္ခသစ္စာပဲဆိုတာသိနော်ဒုက္ခသစ္စာဆိုတာဒီကဘာဖြစ်လို့ဒုက္ခသစ္စာခေါ်ပါလိမ့်မလို့မေးလို့ရှင်းဖြင့်စိတ်ကလေးတစ်ခုပေါ်လာတယ်သီလယူတဲ့စိတ်ကလေးပေါ်လာတယ်ပြတ်သွားတော့ကြအထဝပြန်ပြီဓမ္မသရဏကိစ္ဆာမိပေါ်အောင်လုပ်တဲ့စိတ်ကလေးအထဝပြန်ပြီပြတ်သွားပြန်ပြီဒါကြောင့်ဘုန်းကြီးကဖြာပြေပြန်တဲ့သံဃာငန်းကိစ္စမိဆိုပြန်တဲ့ဓမ္မတွေကလည်းသံဃာသရဏကိစ္စမိပေါ်အောင်စိတ်ကလေးလောက်ရတယ်မလောက်ပါဘူးဒါဖြင့်ဒီစိတ်ကလေးတွေကခဏခဏပေါ်ခဏခဏပြောက်တော့ကြောင့်အနိစ္စဒုက္ခသစ္စာအနိစ္စလည်းအနိစ္စလည်းဟုတ်တာဒုက္ခသစ္စာလည်းဟုတ်ပါဘူးဒါဖြင့်ဓမ္မတွေယခုသီလယူနေရတာခမည်းတော်ကတော့ကောင်းတယ်သီလနဲ့နေရတာအကောင်းဆုံးသီလဆောက်တည်ပြီးနေရတာအကောင်းဆုံးပဿနာအထုတ်ပြီးနေရတာအကောင်းဆုံးလို့ထင်တော့ထင်ကြတာကောင်းတော့ကောင်းပါလေနောင်ကြီးကောင်းတယ်ယခုလုံနေတာကတော့ဖြင့်ဒုက္ခသစ္စာယခုဖြစ်ပေါ်ပေါက်နေတာကတော့အဲ့တော့ဒီကဒုက္ခသစ္စာထူးရှားကြလားအခုပေါ်တဲ့စိတ်ကြည့်လိုက်ရင်ဒုက္ခသစ္စာတွေ့တာပဲမဟုတ်လားဘာဖြစ်လို့လို့မေးတဲ့အခါကျတော့ဓမ္မတွေရှင်းမိတာလင်းမိတာပဲတဲ့ဒုက္ခသစ္စာဒီခန္ဓာကိုယ်ထဲမှာယခုချိန်ဘာပဲပေါ်ဒုက္ခသစ္စာရှင်းပြီဘာဖြစ်လို့2နံပါတ်ထဲမှာနေရတာဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့1နံပါတ်ကအကြောင်းဆက်လိုက်လို့2နံပါတ်ဝိညာဏယုသလနာဖသဝေဒနာဆိုတော့သလယနာတဲ့ပါတဲ့စိတ်တွေဟူသေးရတကယ်ကျွဘာသစ္စာဒါဖြင့်ဒုက္ခသစ္စာတို့အမှန်ကန်သိဖို့ရတာရေးကြီးတော့ဒုက္ခသစ္စာကရှိပြီးသားပါလားလို့မှတ်ပါ
နိစ္စလည်းရှိပြီးသားဒုက္ခသစ္စာလည်းရှိပြီးသားအနိစ္စနဲ့ဒုက္ခသစ္စာကိုလည်းမမတော်တို့ကတခြားစီလို့မှတ်မြင်တယ်ဖြစ်ပြီးပြတဲ့ဓမ္မဘူရိကိုဒုက္ခသစ္စာကြီးမှတ်လိုက်ဖြစ်ပြီးပြတဲ့အနိစ္စတရားကိုပါဆိုရဒုက္ခသစ္စာကြီးမှတ်ထားတော့ဟိုတဲ့ပရိစ္ဆေသမုပ္ပါကြည့်ပါနှစ်နံပါတ်ထဲမှာပေါ်တွေ့တရားဘာသစ္စာအဲ့ဒါကြွယ်ရှင်းပါဗျာနှစ်နံပါတ်ထဲပေါ်တွေ့တရားဟာဘာကြောင့်ဒုက္ခသစ္စာတွေလို့သူ့ကိုဘုရားသခင်ကိုရမေကြီးဟောရပါလိမ့်မလို့မေးတဲ့အခါကျတော့သမုဒိယသစ္စာကြောင့်ဖြစ်တဲ့တရားအဝိဇ္ဇာသင်္ခါရဆိုတာကဒီကြည့်ဒကာဓမ္မတို့အဝိဇ္ဇာသင်္ခါရကြောင့်ဝိညာဏယုတ်တလနာဖသဝေဒနာပေါ်တယ်အဝိဇ္ဇာသင်္ခါရကသမုဒိယသစ္စာရှင်းဝိညာဏယုတ်တလနာဖသဝေဒနာတွေကဩဒါဖြင့်ဒုက္ခနာအခုဘာတွေများရှိနေပါလိမ့်မလို့တွေးကြည့်ရင်သိပါဘာတွေရှိဘာပဲလို့ခင်ဗျားတို့ဒုက္ခသစ္စာမှတော့ဘာမှမရှိဒုက္ခသစ္စာစိတ်ပဲရှိတော့တယ်ဆိုတာသိကြပါလားအဲ့တော့ဝိပဿနာရှိတော့ဒီနှစ်နံပါတ်ပေါ်တဲ့စိတ်တွေပဲရှိမှာခင်ဗျားတို့သဏ္ဍာန်ပေါ်တာကလည်းနှစ်နံပါတ်စိတ်မှတပါးနှစ်နံပါတ်အတွင်းမှာပါတဲ့စိတ်မှတပါးတခြားသောစိတ်ရှိရဲ့မရှိပါဘူးဗျာမရှိတော့ဒီတရားတွေကဖြစ်ပြီးပြတဲ့ဒုက္ခသစ္စာပဲလို့ဆိုတာဝိပဿနာရှုတော့ကိုဓမ္မတွေရှားနေဖို့လိုသေးသလားကိုယ်တဏ္ဍာပေါ်တဲ့စိတ်ဟူသေးပါဆိုကြကျွယ်ဒုက္ခသစ္စာရှားသေးတယ်ရှားပါဗျာရှင်းကတော့ဒကာဓမ္မတွေကဒုက္ခသစ္စာဆိုတော့ဘာလိမ့်လုံးဆိုတဲ့တွေးလုံးတွေထုတ်နေတယ်ဩနာမကျင်းမကိုက်မခဲမဒါဒုက္ခသစ္စာလို့ထင်နေကြမဟုတ်ပါဘူးတဲ့ခင်ဗျားတို့သဏ္ဍာန်နဲ့ပေါ်ကျင်တာပေါ်တဲ့ရုပ်ပေါ်နာမ်ပေါ်ကျင်တာပေါ်ပါတဲ့ပေါ်တဲ့ဟူသေးဟာဖြင့်ဘုမတော်ဒုက္ခသစ္စာရှင်းညဒါဖြင့်နှစ်နံပါတ်ထဲပေါ်တဲ့တရားဟူပြီးဘာသစ္စာဒုက္ခသစ္စာဒါဖြင့်တကယ်ကြခန္ဓာကိုယ်ညာစိုက်လိုက်ရင်ဘာတွေတွေ့မယ်ဆိုနာမည်ကပြောင်းတယ်နာမည်ကပြောင်းလိုက်တော့အနိစ္စတွေ့ပါတယ်ခင်ဗျာဒုက္ခတွေ့ပါတယ်ခင်ဗျာအနတ္တတွေ့ပါတယ်ခင်ဗျာဒုက္ခသစ္စာရဲ့အကုန်ဝင်တာရှင်းမလားဘာတဲ့အကုန်ဝင်ပါလိမ့်အဲ့တော့ဒုက္ခသစ္စာရဲ့ဝင်တာတွေကိုဒကာဓမ္မတွေကဥမာဘုန်းကြီးကကိုစိတ်တ ानु ပဒနာပေးထားတယ်ဆိုပါတော့စိတ်တ ानु ပဒနာပေးထားတော့ဒကာကျော်တန်တာအာမမသောတန်တာဥလဘုရောတန်တာသာရှင်တဲ့စိတ်ပေါ်တဲ့ဒုက္ခသစ္စာအိတ်ရှင်တဲ့စိတ်ပေါ်ဘာကြောင့်သူဒုက္ခသစ္စာလို့ဆိုင်ဖို့နာမည်ပေးရပါလိမ့်မလဲလို့မေးလို့ရှိရင်သူဖြစ်ပြီးပြတ်တယ်ရှင်းဘယ်လိုကြောင့်ဖြစ်ပြီးပြတ်တဲ့တရားကိုဝိပရိနာမလက္ခဏာဒုက္ခသစ္စာဖြစ်ပြီးပြတ်တဲ့တရားကိုဒါပြန်ဖြစ်ပြက်ကဘာသစ္စာဒါပြန်အိဋ္ဌလည်းဒုက္ခသစ္စာဖန်လိုက်တယ်ဒုက္ခကလည်းအနတ္တကလည်းဒုက္ခသစ္စာကြီးလို့ဘုန်းကြီးဓမ္မတွေကမှတ်ထားလိုက်တဲ့အခါကျတော့ဩတို့မှာဖြင့်ဒုက္ခနာပေါ်တွေ့ဘယ်စိတ်ပေါ်ဒုက္ခသစ္စာလို့ရှိုံပဲရှင်းညအဲ့ဒါကိုကျေတိကတာလည်းတွေ့လိုက်ပြန်တယ်အနိစ္စလို့ဆိုကြမယ်တခါကျွေးကဆိုလိုက်နိစ္စလည်းမှတ်ချင်မှတ်လိုက်တာပေါ့နောက်ဆုံးလေးတစ်နေ့ကျတော့နိစ္စလည်းဒုက္ခသစ္စာရှင်းဒါပြန်ဥပဒနာရှုတဲ့အခါကျတော့ဒကာဓမ္မတို့စိတ်ကိုဝိညာဉ်လို့ခေါ်တယ်နော်စိတ်ကိုဘယ်လိုခေါ်ပါလဲဝိညာဉ်လို့ခေါ်တယ်ဆိုတာသိပြီနော်ဒါဖြင့်မြင်စိတ်ကလေးပေါ်လာအစင်းတစ်ခုမြင်တဲ့စိတ်ကလေးပေါ်လာဒါလည်းမြင်ပြီးပြတ်တာပါပဲ
အရှင်းကပြတ်တာကိုမယူလိုက်ပါနဲ့မျက်လုံးတွေကမြင်တတ်တဲ့စိတ်ကလေးကမြင်ပြီးပြတ်တာပဲယူပါဘာကြဒါဖြင့်အဲ့ဒီစိတ်ကလေးကဝိညာဉ်လို့ခေါ်တော့ဝိညာဏအနိစ္စံရှင်းဝိညာဏဒါဖြင့်ဒီဝိညာဉ်လေးဟာဒကာဓမ္မတို့သိတဲ့တိုင်းတဲ့ဒီထဲမှာပါပါတယ်မနာယနာထဲမှာပါတယ်ဝိညာဉ်ဒီအနိစ္စတရားဒီနိစ္စတရားလေးဘာပါလိမ့်မလို့ဒကာကြီးကတွေးမနေဒီကြည့်လိုက်ဘာသစ္စာဒီထဲပါတာပဲဒီထဲပါတော့ဒုက္ခသစ္စာဟုတ်မဟုတ်ကိုသေချာဝေဖန်ရင်တော့သမုဒယသစ္စာကလုတ်တဲ့တရားဟူသည်ဒုက္ခသစ္စာဆိုတော့ဝိဇ္ဇာသင်္ခါရကဘာသစ္စာသူကဆက်ဆက်ပြီးလှုပ်လိုက်တဲ့အတွက်ဒီထဲပါတဲ့စိတ်တွေကဘာသစ္စာဒုက္ခသစ္စာလာဖြစ်တယ်ဆိုတာသိသွားရှင်းဒါပြန်ဒီပြိဿမှုကဒေနာတော်ကြီးမှာဒကာဓမ္မတွေသိတဲ့အတိုင်းတဲ့ဒုက္ခသစ္စာမှတပါးခင်ဗျားတို့ခန္ဓာထဲဘာမှမရှိဘူးဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေဘာဝုပဒနာရှိရမှာတော့လို့အချိန်မြင့်နေတော့သေသေးချာချာရှာတဲ့ခါကျတော့သမုဒိယကဖြစ်စေတဲ့တရားဟူ၍ဒုက္ခသစ္စာကြီးလို့မှန်လားရှင်းဒါဖြင့်ဒီဥစ္စာပေါင်းလိုက်တော့အဝိဇ္ဇသင်္ခါရရိဆိုသမုဒိယသစ္စာကဖြစ်စေတဲ့တရားကိုဒီဒုတိယဝိညာဏဥပါဒနာဖသဝေဒနာဆိုတဲ့တရားတွေဟာသမုဒိယသစ္စာကြောင့်ဖြစ်သောကြောင့်အကုန်ဒါဒုက္ခသစ္စာရှင်းလားပုံစံတွေကြည့်ပါပုံစံတွေကြည့်ပါဒကာဓမ္မတွေကိုပေးထားတဲ့ပုံစံတွေကြည့်တော့ဘာသစ္စာတွေ့သူကလည်းကြောင့်ဒကာဓမ္မတွေကဒုက္ခသစ္စာဆိုကြတယ်သမုဒိယသစ္စာကဖြစ်စေရွတ်ကြည့်ခင်ဗျားတို့ရတဲ့ပါဠိကိုဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียဒီဝိညာဉ်ခါမှကျဲတယ်ဒီမြားတွေပြပြီးအကျိုးတွေပြထားတော့သူတွန်းပါလာတော့ဒါဘာသစ္စာဒုက္ခသူဒုက္ခသစ္စာဘာလို့ပြောကြရကြုံဆိုတော့ဒီသမုဒိယသစ္စာကဖြစ်စေလို့ဒုက္ခသစ္စာဖြစ်သမုဒိယသစ္စာကအကြောင်းဒုက္ခသစ္စာကကျိုးဒုက္ခသစ္စာဒီကားလို့ဆိုရင်အလိုလိုပေါ်လာလားလို့မမတော်တော်တကယ်ကျွဲတော့မေးရင်ဘယ်နဲ့ဆိုပါသမုဒိယသစ္စာကိုယ်ရှင်းဒီသမုဒိယသစ္စာကြောင့်ဒုက္ခသစ္စာတွေရောက်လာအဲ့ဒါရတဲ့ရှိတော့ဒီဥစ္စာဒုက္ခသစ္စာတွေရောက်လာတော့သိဉာဏ်ထဲမှာဒုက္ခသစ္စာဖြစ်ဖို့ပဲအရေးကြီးတော့ရှုတဲ့ဉာဏ်ထဲမှာအဲ့ဒါလေးဖြစ်သွားရင်မက်ဆက်မှာသိကြဒါလေးကစာကဖြင့်ဆိုထားပြီခန္ဓာထဲမှာလည်းဒီတိုင်းတော့ဖြစ်နေပြီခန္ဓာထဲပေါ်သေးရပြင်ပေါ်တဲ့စိတ်တွေကဒုက္ခသစ္စာပဲဆိုတာတော့တကယ်ကျတော့မောဟတော်ကရှုတယ်ရှုနေတော့သူဖြစ်ဖြစ်တွေတွေ့နေမှာပဲကျလိုက်ဒီမတွေ့ဘူးတွေ့တာကပရမတွေ့နေတယ်မှာတော့ဖြင့်ဒါအနိစ္စတွေ့တာသဘောကျပရမတွေ့တာတော့အနိစ္စတွေ့တာပဲနောက်ရှုပါများပြီလားတော့အနိစ္စတွေဟာမုန်းကြတွေပါလားဆိုတဲ့နိဗ္ဗာန်ဉာဏ်တက်ဘာကြောင့်တုံးလို့မေးတော့သမာပတ္တံလို့ဆိုသောကြောင့်သမာကောင်းစွာပတ္တံဖြစ်ပျက်ကိုမြင်ပြီးရှိတော့နော်နိဗ္ဗာန်တည်းဖြစ်ပျက်ကိုညင်းဝေလာ၏ဖြစ်ပျက်မြင်လို့ရှိရင်နောက်ညင်းဝေလာမှာပဲဒီတရားရတ္တဗုဒ္ဓဉာဏ်ပေါ့ဗျာရတ္တဗုဒ္ဓဉာဏ်ကတက်လာတဲ့အခါနိဗ္ဗာန်ဉာဏ်တက်သွားတာဘုရားဒီတိုင်းဟောတယ်ဆိုတာသဘောကျကဲနိဗ္ဗာန်တန်တော်ဝိရိသတိနိဗ္ဗာန်ညင်းွယ်ပြီးလို့ရှိရင်ဝိရိသတိမဲ့ပေါ်လာ၏ဒီခန္ဓာကြီးမလို့ခြင်းနဲ့မဲ့ပေါ်လာ၏လို့ဘုရားကဟောဘယ်နဲ့ကြောင့်မဲ့ပေါ်လာတော့ဆိုတော့ဒုက္ခပိုင်ပိုင်သိလို့ပေါ်တယ်မှတ်ပါဒါဖြင့်ဖြစ်တဲ့ကိုကြိုးစားရှုလို့ရှိရင်ဖြင့်ဘုန်းကြီးတို့ဓမ္မတွေဟာဒီဥစ္စာဟာတဲ့ကြာတော့ဉာဏ်ကထက်ပြီးသွေးပါများလို့ထက်တယ်ဒါသွေးပါများလို့ထက်တယ်လို့တဲ့ဉာဏ်ထက်လာတော့ငါကဖြစ်ပြအိဋ္ဌမှတ်နေတယ်
သိသိချာချာရှင်ရင်ဉာဏ်ကြီးလေလေဒုက္ခသစ္စာဖြစ်လေလေပဲလို့ဖြစ်လာရင်ဒုက္ခသစ္စာအမှန်ဖြစ်လာလို့ရှိရင်ဒါမက်ဆိုင်တော့မလို့သာမှတ်ပြီဒုက္ခသစ္စာအမှန်ဖြစ်လာရင်မက်ဆိုင်တော့မလို့ဆိုတာသိကြပါလေရှင်းဒါကြောင့်ဒကာဓမ္မတွေကိုပြိဿသမုပ္ပါဒေနာဝိုင်းကြီးကြပြီးဒကာဓမ္မတွေမလက်ခံထားပြီးဒီကလာပြတော့ဩဒီကျမ်းပေါ်လာတာတွေနဲ့နံပါတ်အကွက်ထဲပေါ်လာတာတွေဘာသစ္စာတွေပေါ်သဘောကျသူဒုက္ခသစ္စာလို့ခင်ဗျားတို့ဘ누구ကပြောသလုံးလို့ဆိုဘ누구မှမပြောပါဘူးဗျာအဝိဇ္ဇာသင်္ခါရအကြောင်းဖြစ်တဲ့တရားမို့ဒကာကျော်ဘယ်နဲ့ဆိုပါကောင်းပြီဝိဇ္ဇာသင်္ခါရကဘာသစ္စာသမုဒယသစ္စာဆိုတာဒီဘာကိုဖြစ်စေတယ်ဒါကကြိုက်နေတာပဲဝိဇ္ဇာပစ္စယသင်္ခါရဆိုတာသမုဒယသစ္စာဟိုသင်္ခါရပစ္စယဝိညာဏယုသလနာဖသဝေနာတို့ကဒုက္ခသစ္စာပဲဆိုတော့ရှင်းနေတော့ခင်ဗျားတို့ရှုတဲ့ခါကျတော့ခင်ဗျားတို့ကဟောအခုခန္ဓာကြီးတရားနာနေတယ်အခုတရားထုတ်နေတဲ့ခန္ဓာကြီးကတစ်ထဲမှာလားနှစ်ထဲမှာဒါပြန်ရုပ်ရှုတဲ့ဒုက္ခသစ္စာတွေ့ရမှာနန္ဒီရှုတယ်ဒါတွေ့လို့ရှိရင်ဖြင့်သူတရားလွဲသေးတယ်စောင်းသေးတယ်တိမ့်သေးတယ်လို့ဘယ်တော့မှမရှိဘူးတရားမလွဲတော့ပါဘူးလွဲเสียအကြောင်းမြင်သေးသမုဒယသစ္စာကြောင့်ဖြစ်တဲ့ခန္ဓာ၅ပါးဝိညာဏယုသလနာဖသဝေဒနာခန္ဓာ၅ပါးပါပဲဒီခန္ဓာ၅ပါးကိုနှစ်နံပါတ်အချက်တည်းဝင်လာတဲ့ကဒကာကျော်ရမောမတော်တို့ကဥလဘူးတို့ကစဉ်းစားတာပေါ့ဘာသစ္စာတဲ့သူရောက်ဘုံမဟုတ်ပါမလားလို့တန်တရားရှိရင်သူဖြစ်ကြောင်းတွေးလိုက်သူဖြစ်ကြောင်းတွေးလိုက်တော့ပါပါလေဒါပေမဲ့သမုဒယသစ္စာကဖြစ်စေတဲ့တရားဟူသေးတော့ဖြင့်နိဗ္ဗာန်တော့မဖြစ်နိုင်တာမှန်ပဲဘာသစ္စာဖြစ်ဒါဖြင့်ခင်ဗျားတို့စာရွက်ကိုကြည့်ပါဒီထဲပါသေးဘာသစ္စာအခုတရားဓမ္မတွေဟာတစ်နံပါတ်ကွက်မှာနေကြသလားနှစ်နံပါတ်ကွက်ထဲမှာနေသလားနှစ်နံပါတ်ကွက်ထဲမှာနေတယ်ဆိုတာသိကြပါပြီ။ကောင်းပြီလေနှစ်နံပါတ်ကွက်ထဲမှာနေတော့နှစ်နံပါတ်ကွက်ထဲမှာဘာပဲပေါ့ပေါ့တရားဓမ္မတွေသဏ္ဍာန်မှာဖြင့်ရုပ်ပေါ်ပေါ်နာမ်ပေါ်ပေါ်ဖသပေါ်ပေါ်ဝေဒနာပေါ်ပေါ်စိတ်ပေါ်ပေါ်သတိဉာဏ်လေးပါးတွေကတဘာမှကြက်ရတာရှိဒုက္ခသစ္စာတွေ့မှာပဲတဘာမှကိုကြက်ရရှိပါကြက်ရရှိရင်ဘာတွေ့လိမ့်မယ်ခင်ကြက်ရရှိရင်ဒုက္ခသစ္စာတွေ့သဘောကျကောင်းပြီဒါဖြင့်ဘုရားခင်ကိုရမကြီးကလည်းဟောပါလေဝိညာဏစိတ်ဝိညာဉ်ကိုအနေဆံတိအနေဆာ၍ပတ္တိမြည်ဟောဝိညာဉ်လေးကဖြစ်ပြီးပြတ်တာပဲမြင်စိတ်ကလေးလည်းဖြစ်ပြီးပြတ်ကြားစိတ်ကလေးဖြစ်ပြီးပြတ်တာပါနာမ်စိတ်ကလေးဖြစ်ပြီးပြတ်တာပါဘုရားအလယ်မှာစားစိတ်ကလေးဖြစ်ပြီးပြတ်ကိုယ်ပေါ်မှာရာစိတ်ရမ်းစိတ်နာစိတ်ကလေးဖြစ်ပြီးပြတ်တာပါကောင်းကိုယ်ပေါ်မှာကောင်းတဲ့ချမ်းသာတဲ့စိတ်ကလေးပေါ်လာရင်ဖြစ်ပြီးပြတ်တာပါဒီကွက်ကမထွက်ဖဲမထွက်တော့ဖြစ်တဲ့ဒုက္ခသစ္စာကြီးလာတာကဲဒီကွက်ထဲမှာတကလောဘလေးပေါ်လာပြန်ဖြစ်တာပါဘာသစ္စာဒီကွက်ထဲမှာပဲတကဓမ္မတွေကနေရတော့ဒေါသလေးပေါ်လာပြန်ဖြစ်တာပါဘာသစ္စာပေါ်ရှင်းပြီဒီကွက်ထဲပါမယ်ဘုရားကိစ္စတော့ပြန့်နေတဲ့စိတ်တို့ပေါ်လာပြန်ဖြစ်တာပါဘာသစ္စာဒီကွက်ထဲမှာပဲခင်ဗျားတို့လှူချက်တန်းကြတာလည်းဒီဘက်မရောက်သေးပါဘူးဒီကွက်ထဲကနေလှူတဲ့တန်းနဲ့ကုသိုလ်စိတ်ပေါ်တာပဲပေါ်ပြန်တော့ဘာသစ္စာဘာစိတ်ပေါ်ဗျာဒီကွက်ထဲမှာပဲခမေတ္တာပို့နေတယ်ဖရာရှိထိုင်တတ်ပြီးတော့ကဲတခါကျတော့ဖေမေတ္တာပို့တဲ့စိတ်ဘာစိတ်ခေါ်ကြဘာသစ္စာဩဒီကွက်တဲ့နေတော့ဒီကွက်တဲ့ပေါ်တဲ့စိတ်ဟူသေးကလည်းဒုက္ခသစ္စာပဲပေါ်အနေစာပေါ်တဲ့ဒုက္ခသစ္စာပေါ်တဲ့ဆိုရချင်းဟောဒါဖြင့်ဒုဝိပဿနာရှုနေရတာအရှာခက်သလားလို့တခါကျော်တို့မမတော်တော်မေးမနှဖြစ်ပါဘူးမခက်ဘူးဆိုတာသိကြဘာ
ဘာဖြစ်လို့တော့ဆိုဒုက္ခသစ္စာမှာကဘာမှမပေါ်လာဘူးဒီပြင်ဘာပေါ်သေးဒုက္ခသစ္စာဆိုတာလည်းဖြစ်ပြတယ်ဒါပြန်ဒီကွက်ထဲပေါ်လာတော့ဖြစ်ပြဖြစ်ပြီးပြတယ်ဖြစ်ပြီးပြတယ်လို့ခင်ဗျားတို့ရှုနေဖို့ရေးကြည့်ပါရှုရင်မှတ်တယ်လည်းပဲဒီဥစ္စာညာရင်လားဒုက္ခသစ္စာသင်လာပထမတော့ပြင်ဖြစ်ပြအိဋ္ဌပဲမြင်မှာနောက်ဉာဏ်ကရေးကြည့်လာတဲ့အခါကျတယ်ဒီဖြစ်ပြတခြားလားအောင်မြင်နေတယ်ဒုက္ခရောက်နေတာကိုဒုက္ခရောက်တယ်ဆိုတော့ဉာဏ်လေးပြောင်းကြည့်တော့ဖြစ်တာဒီပျက်စီးမလို့ဖြစ်တာပြက်တာဒီပျက်စီးသွားတာပျက်စီးမလို့ဖြစ်တာနဲ့ပျက်စီးသွားတာပဲပေါ်လာအဲ့ဒါသူဘာသစ္စာအဲကြောင့်သံယုတ်ပါဠိတော်ကြီးများကဒုက္ခမေဝဥပ္ပဇ္ဇမာနဥပ္ပဇ္ဇတိဒုက္ခနိဗ္ဗာန်မာနနိဗ္ဗတိဆိုပြီးဒီကသက္ကတဝကသံယုတ်ပါဠိတော်ဒုက္ခမေဝဒုက္ခဒီကနဲ့ဥပ္ပဇ္ဇတိဖြစ်မင်းတို့တဏ္ဍာဒုက္ခမေဝဒုက္ခတရားဒီကနိဗ္ဗတိချုပ်ပြီကွာမင်းတို့တဏ္ဍာပေါ်တဲ့တရားဒုက္ခဖြစ်ပြီးဒုက္ခချုပ်တာပဲရှိတယ်သဘောပါကြဓမ္မရေသံဃာနဲ့နမကွက်ပဲနေကြသေးတာကူဒုက္ခကိစ္စကွက်ထဲကကိုမရွှေ့နိုင်သေးဘူးမရွှေ့နိုင်တော့ဒီထဲပေါ်လာတယ်ဒီဖြစ်တာလဲဒုက္ခကိစ္စပြက်တာလဲဒီကွက်ထဲပေါ်လာတာဘုရားဒါပဲရှိဘာသစ္စာတွေဒါကြောင့်စိတ်သုံးနဲ့ပေရှုဝေဒနာကြိတ်တယ်ဝေဒနာသုံးနဲ့ပေရှုရှုလိုက်ရင်ဓမ္မဖြင့်နောက်တော့စိတ်ရှုတဲ့ပုဂ္ဂိုလ်ကလည်းစိတ်မတွေ့ဘူးဖြစ်တဲ့ဒုက္ခသစ္စာတွေ့ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ကလည်းဝေဒနာမတွေ့ပါဘူးဘာတွေ့ဖြစ်တဲ့ဒုက္ခသစ္စာရှိတာကိုဝေဒနာဆိုတာနာမည်တကယ်ဉာဏ်နဲ့တွေ့တာကြိတ်တော့ဝေဒနာမဟုတ်ဘဲနဲ့ဖြစ်ဒုက္ခပြဒုက္ခပဲသွားတွေ့ဘာသာတွေ့ဖြစ်ဒုက္ခပြဒုက္ခသွားတွေ့ဆိုတော့ဘုန်းကြီးကဟောနေတာမဟုတ်ဘူးဒီမှာသွားကြည့်ဒီတဲ့ပေါ်တဲ့ဒုက္ခကြီးပဲပေါ်ကြနှစ်ထဲမှာရှိတဲ့တရားဟူသေးပါလေဒါပြန်ဖြစ်တာလည်းပါဆိုရတက်တာလည်းအဲ့ဒါခင်ဗျားတို့ကစိတ်ကလေးတစ်ခုပေါ်လာလည်းပါသစ္စာစိတ်ကလေးတစ်ခုပြတ်သွားအဲ့ဒါလေးကြည့်နေရမယ်ဒီနေပြီဓမ္မဖြင့်ဒကာဓမ္မတို့ဖြစ်ပျက်ကဒုက္ခသစ္စာကြည့်တာလေးကမဂ္ဂသစ္စာဖြစ်ပျက်ကကြည့်တာလေးကဩဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေနိုင်တဲ့မဂ္ဂသစ္စာပေါ်ဒီကားလို့ဆိုလို့ရှိရင်တခြားရေးမှမဟုတ်ပါလားဖြစ်တဲ့ဒုက္ခသစ္စာမြင်မှပေါ်တာပါလားဒါကြောင့်မဉ္ဇဉ်ဘုံဉာဏ်ရပါလို့ဆိုလို့မရဘူးဖြစ်တဲ့ကြည့်လိုက်ပြန်တော့ဖြစ်တဲ့ကြည့်လိုက်ပြန်တော့မရဘာကြမဉ္ဇဉ်ဘုံဉာဏ်ဖရာရှိရပါလို့သွားတောင်းတော့ဖရာကရော့အင်းမပေးဘုစိတ်ကလေးကိုဖြစ်တဲ့ရှုလိုက်တော့ဘာရမဉ္ဇဉ်ရဩဒါလည်းမဉ္ဇဉ်ဆိုတာဒီဓမ္မတို့တရားပေးလို့ရတဲ့တရားမျိုးဟုတ်ပါဘူးတရားပေးမှရရှင်းမလားဘုရားပေးလို့ဘယ်လိုပေးမှရဒီတည်းရှိတာတွေကဘုရားကထူးမှပါဘူးခင်ဗျတရားကြီးပဲဝိညာဏဓမ္မနာယုတ်ဓမ္မဟောဓမ္မဤပါနေသလယနာဓမ္မတရားကြီးပဲဖက္ကဓမ္မဝေဒနာဓမ္မအဲ့ဒီဓမ္မကပေးမှမဉ္ဇဉ်ရဒါကြောင့်ခင်ဗျားတို့မဉ္ဇဉ်ကိုဘယ်လိုပေးမှရတယ်ဘုရားပေးလို့မရဘူးဘုရားရှင်ပြပေးသနာတော်မူပါဆိုလို့တခါကျမရဘူးခင်ဗျားတို့တန်ခါရှိတဲ့တရားကိုအမြင်မှန်နဲ့ကြည့်လိုက်လို့ရှိရင်တရားကပေးပါဒါနဲ့မဲ့ဒီတရားပေးလို့ရတယ်မဲ့ဒီဘုရားပေးလို့ရှင်းကြပေးမှရပြောတော့ခုဥမာမဲ့ဖြစ်တဲ့ကလေးနည်းနည်းဖြစ်တဲ့ကလေးဆုံးတယ်ဆိုတော့ဘုရားကပေးတာလားတရားကပေးတာတရားကပေးတာရှင်းညရှင်းပါဗျာဘုရားကဟောဖို့ရ
ဘုန်းကြီးကလည်းဟောဖို့ရရှင်ပြည့်တကယ်မဉ္ဇဉ်ပေးတာကတော့နှစ်နံပါတ်ကွက်ကတရားတွေကခင်ဗျားတို့ကိုမဉ္ဇဉ်ပေးရှင်းမလားဒါပေမဲ့မဉ္ဇဉ်ဘုန်းကြီးဒီတရားရှိသွားတောင်းလို့မရတရားကိုအမြင်မှန်နဲ့ကြည့်ရင်ဒီကကျွဲကဖုတ္တံပါရင်းပြီဒါဖြင့်မဉ္ဇဉ်ဘုန်းကြီးလိုချင်လို့ရှိရင်တရားရှိပြီမဉ္ဇဉ်ဘုန်းကြီးလိုချင်လို့တရားကြည့်လိုက်တော့နှစ်နံပါတ်ကတရားကိုကြည့်ရမယ်ဒီပြင်တရားမကြည့်ရဘူးဘယ်တရားကြည့်ရနှစ်နံပါတ်ထဲမှာလဲသတိပဋ္ဌာန်၄ပါးတဲ့တဘာဝယုတ်ကြည်ကာယ ानु ပဒနာဖြင့်ယုတ်ကြည်ဝေဒနာ ानु ပဒနာဖြင့်ဝေဒနာကြည့်မှာပေါ့စိတ်ဓာ ानु ပဒနာဖြင့်အဲ့ဒါတွေတရားတွေအဲ့ဒီတရားတွေကိုခင်ဗျားတို့ကပေါ်တိုင်းကြည့်တော့သူတို့ကစိတ်တို့ဟာဖြစ်ပြပါပဲသူတို့ပြောတဲ့အခါကျတော့ခင်ဗျားတို့ကဩဒါတရားဖြစ်ပြတယ်ပဲလို့အနိစ္စတွေပဲလို့မသိဘူးလားသိတာကသမာဓိဋ္ဌိဆိုတာမဲ့သမာဓိဋ္ဌိဆိုတာမက္ခင်မဉ္ဇဉ်လဲဆိုမက္ခင်လဲဆိုနေအတူတူပဲဒါပြန်ဒီသမာဓိဋ္ဌိမက္ခင်ကိုမောင်မတော်ဘယ်သူပေးလို့ရပါဒါကြွရှင်းပါသဘောပါကောင်းပြီဒါကိုတရားပေးလို့ရတယ်ဆိုတာတော့ရှင်းပါနော်ဒါပြန်မဉ္ဇဉ်လို့ရှင်တရားအားထုတ်သဘောကျမဉ္ဇဉ်လို့ရှင်နော်ဘယ်ရရှိနေရတော့သွားအဲ့ဒါကသူရှိသွားအထုတ်တာပေးတာကတော့တရားကပေးရှင်းမလားပေးတာကတော့တရားကမှဖြစ်ပြီးပြတ်တာတွေပြတော့မှခင်ဗျားတို့ကဩဖြစ်တဲ့ကိုမြင်မိဘူးလားမြင်ပေါ့အဲ့တော့ဓမ္မရိဋ္ဌိယဓမ္မရိဋ္ဌိမဂ္ဂင်ယဟာဒီမဂ္ဂင်ဘယ်လိုပေးကြုံလို့မေးတရားမှလည်းတစ်ကွက်မှရှိတဲ့တရားနှစ်ကွက်မှရှိတဲ့တရားရှိတယ်ဘယ်တရားကပြောခင်ဗျားတို့နေတာနှစ်ကွက်ထဲနေတော့ဘူးနှစ်ကွက်ထဲမှာပဲတရားရှိတစ်ကွက်ကလွန်ပြီးသားဖြင့်လည်းဝိဇ္ဇာသင်္ခါရဆိုတဲ့တစ်ကွက်ကအတိတ်ဘဝကဟာပြီးခဲ့ပြီယခုပြစ္ဆုတ်ပံဘဝခင်ဗျားတို့သံဃာပေါ်တဲ့တရားကခင်ဗျားတို့ဆရာဘုန်းကြီးကပေးတဲ့နည်းနဲ့ကြီးလိုက်ပြီဆိုမှဖြင့်ခင်ဗျားတို့မှမဉ္ဇဉ်ရသဘောကျဒါဖြင့်ဓမ္မတို့တရားပေးမှမဉ္ဇဉ်ရတယ်ဘုရားပေးလို့မဉ္ဇဉ်မရနိုင်ဘူးဒါကြောင့်ဘုရားရှိသွားလို့ရှင်ဘုရားကဘယ်တရားအထုတ်ကြဟိဘုရားတရားပေးလိုက်တယ်ဆိုတာသဘောကျအဲ့ဒီပေးတဲ့တရားဘာလို့အောင်အထုတ်နောက်ဆုံးလေသူမဉ္ဇဉ်ဘုံညာဒီကိုယ်တော်တွေရသွားတဲ့အခါကျတော့တရားကပေးလို့ရဘုရားကဘယ်တရားအထုတ်စဉ်ပြောလိုက်ဘုပုဂ္ဂိုလ်တွေမဉ္ဇဉ်ဘုံညာရတာကတော့ဘယ်သူကပေးတယ်ဒါဖြင့်ခင်ဗျားတို့ခန္ဓာကိုယ်ကြီးကဘာသစ္စာအဲ့ဒီဒုက္ခသစ္စာကြီးကိုဖြန်းချိန်သာကြည့်ပေတယ်သဘောကျသူကမဉ္ဇဉ်ခင်ဗျားတို့ပေးတယ်သဘောကျခင်ဗျားတို့ကဖြစ်ဖြစ်သာကြက်ကြည့်ပေအနိစ္စဖြစ်ဖြစ်သာကြက်ကြည့်ပေလို့ရှိရင်အဲ့ဒီဖြစ်တဲ့ကြောင့်မဉ္ဇဉ်ဖြစ်ရမယ်သဘောကျအဲ့ဒါကြောင့်မထမ်းပါဠိတော်ကြီးကြတော့သင်္ခါရေအိစ္ဆတောဒုက္ခတောဝိပဿတိသင်္ခါရတရားကိုဒါတရားတွေပေါ့ဗျာအိစ္ဆတောအိစ္ဆဖြင့်ဒုက္ခတောဒုက္ခဖြင့်အနတ္တတောအနတ္တဖြင့်ပတ္တိမြင်ဆိုတော့မြင်တဲ့စိတ်ကမဲ့ခင်ဒါကသင်္ခါရတရားသင်္ခါရတရားကိုအများတို့ကရှုလိုက်တဲ့အခါကျတော့မဉ္ဇဉ်ပေါ့သဘောကျသင်္ခါရတရားဆိုတော့လေနားမရောက်ပါနဲ့သူများအဝိဇ္ဇာသင်္ခါရကပြုပြင်လို့ပေါ်လာတဲ့တရားဖြစ်သောကြောင့်သူသင်္ခါရတရားခေါ်ပါတယ်။နှစ်ကွက်တဲ့ပါတဲ့တရားဘာတရားသင်္ခါရတရားဖြစ်မှုပြတ်မှုရှိတာသင်္ခါရတရားလို့မှတ်လိုက်ပါ။သူများပြုလို့ပေါ်လာတဲ့တရားကိုသင်္ခါရတရားဆိုတာရှင်းသွား။ဒါကြွယ်နေကြ။ဒါပြန်ဥပဒနာရှင်းပြိဿသမုပ္ပါဒ်ရေးမှာအခု၄မျိုးပြတယ်ဘယ်ခဲကအရှုရမှာတော့တိလည်းသွားမရှိဘူး
သုံးတယ်လည်းသွားရှုเสียမဟုတ်ပါဘူးတပည့်ကြလေးလနာကမရောက်သေးလို့ရှုเสียမရှိပါဘူးဒါပြန်ဒကာဓမ္မတို့ဘယ်ဟာရှုကြမလဲနှစ်ွက်ထဲမှာရှိတဲ့သတိပဋ္ဌာန်၄ပါးပါပါတယ်စိတ်တ ानु ပါဒနာဝေဒနာ ानु ပါဒနာကာယ ानु ပါဒနာဓမ္မ ानु ပါဒနာနော်အဲ့ဒါလေးရေးလိုက်တဲ့ခါကြလို့ရှိရင်တခုခုဖြစ်ရှုပါစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်သိရှုပါဗျာသဘောကျဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်သဘောပါတော့အဲ့တော့ဒါတွေကိုခမည်းတော်ကရှုလိုက်တော့နှစ်နံပါတ်ထဲကနေပြီးကြလားတဲ့သမာဓိတွေနှစ်နံပါတ်ကသမာဓိရှိပေးဆရာကောင်းသမားကောင်းနေပြီးတော့နိဒာနိဒိယကောင်းရပြီရှင်နှစ်နံပါတ်ထဲမှာရှိတဲ့တရားတွေကခမည်းတော်သမာဓိရှိပေးဒါဖြင့်ပါဠိတော်တန်ရုပ်ပါဠိတော်နဲ့ပြောကြတယ်သူကပေးတယ်မပေးတယ်သိရအောင်ဘိက္ခွေဧဝံဝိညာဏအနိစ္စတောပတ္တိဘိက္ခွေယံတို့ဧဝံဤသို့ဝိညာဏမင်းတို့တဏ္ဍာနဲ့နှစ်ကွက်တည်းပါတဲ့စိတ်ကိုအနိစ္စတောအနိစ္စဖြင့်ပတ္တိရှုစမ်းပါဘုရားနှစ်ကွက်တည်းပါတဲ့စိတ်ကလေးတစ်လုံးကိုပေါ့လေဖြစ်ပြီးပြတ်တယ်လို့ရှုစမ်းပါဓမ္မတွေစိတ်ကလေးတစ်လုံးပါလို့ဖြစ်တယ်လို့ရှုစမ်းပါကောင်းပြီတပည့်တွေရှုပါပြီဆရာလို့ဒီကကျော်ကပဲလျှောက်ပါတော့နော်မမတော်ကလျှောက်ဥလာဘူးကလျှောက်ပေါ့ဗျာသာအယံဟောတိသမာဓိသာထူရှုခြင်းသည်အယံဤဖြစ်တဲ့ကိုရှုခြင်းသည်သာထုပညာသည်ဖြစ်တဲ့ကိုရှုသောသာထုပညာသည်သမာဓိရှိဒကာဓမ္မတို့ဖြစ်တဲ့ရှုတာဗာရိဋ္ဌိသမာဓိရှိမဲ့ခင်ပေါ်ရှုလိုက်ရောဘာဖြစ်ဩဒါဖြင့်ဒကာဓမ္မတို့သမာဓိရှိမဲ့ခင်ပေါ်လာတယ်ဆိုတာသိကြပါဩဒါမဲ့ရခြင်းလို့ဆူတောင်းလို့ရတာလားတဲ့ရှုလို့ရရှုလို့ရပါဗျာဘုရုရှုလိုက်ပါလေဘုရုရှုလိုက်ပါလေဖြစ်တဲ့ကိုရှုလိုက်ဖြစ်တဲ့ကိုရှုလိုက်ပါလေဖြစ်တဲ့ရှုလိုက်တော့ခမည်းတော်ဘာရဩသမာဓိရှိမဲ့ခင်ရသဘောကျဒါဖြင့်ဒီဖြစ်တဲ့ရှုလိုက်တော့ဝိနည်းသမာဓိရှိမဲ့ခင်ရဟိုမှာမျက်လုံးစိတ်ကလေးဖြစ်တဲ့ရှုလိုက်တော့ဝိနည်းဘာရနာရင်ကြားစိတ်ကလေးရှုလိုက်တော့ဝန်းထဲမှာပဲတခါလောဘစိတ်ကလေးပေါ်လာတာရှုလိုက်ပြန်တော့ဝန်းထဲပေါ်လာတဲ့ဒေါသရှုတယ်သမာဓိရှိမောဟရှုတယ်ကုသိုလ်စိတ်ကလေးရှုလိုက်ပြန်အာရောဂဆိုတဲ့မေတ္တာစိတ်ကလေးရှုလိုက်ပြန်သမာဓိရှိမဲ့ခင်ကြတယ်ဒကာဓမ္မတို့ဓမ္မကပေးတာပါလားဖြစ်တဲ့ဓမ္မကပေးတယ်ဓမ္မရိဋ္ဌိမဲ့ကဘယ်သူကပေးပါလဲဖြစ်တဲ့ဓမ္မကပေးတယ်ဆိုတာသဘောကျဒါဖြင့်ဘိက္ခွေယံတို့ဝိညာဏံဝစိတ်ကလေးတစ်ခုအနေဆံတိအနေဆာကြီးပတ္တိရှု၏စိတ်ကလေးတစ်ခုခင်ဗျားတို့ရှုတယ်တဲ့ဖြစ်တဲ့လို့ရှုလိုက်အဲ့ဒီရှုတာကဘာအရာလို့ရှုခြင်းကသာထုပညာသည်သမာဓိဋ္ဌိကွာမှန်ပါဗျာသဘောကျအဲ့တော့သမာဓိဋ္ဌိပါလာတယ်ဆိုတော့တခါကျတော့သင်ထားတာကသမာဓိဋ္ဌိပါရင်သမာသင်္ကပ္ပပါပြီသမာဝါယမသမာသတိသမာသမာဓိဆိုတဲ့လောကီမဂ္ဂင်၅ပါးမပါဘူး၅ပါးတစ်ပြိုင်တည်းဖြစ်ဒါပြန်အိဋ္ဌတစ်ချက်မြင်မဂ္ဂင်ဘယ်နှပါးဖြစ်အိဋ္ဌတစ်ချက်မြင်မဂ္ဂင်၅ပါးတစ်ခါလေးရရှင်းပြီအိဋ္ဌတစ်ချက်မြင်မဂ္ဂင်ကလည်းဘယ်နေရာများပေါ်ပါလိမ့်မလို့မေးဖို့မလို့မဂ္ဂင်ကဘယ်နေရာပေါ်ရမလို့ဒကာဓမ္မတို့မဂ္ဂင်ဆိုတာဒီဒုတိယကွယ်ထဲရှုတော့ကိုဒုတိယကွယ်ထဲပဲပေါ်ရဒုတိယကွယ်ထဲမှာရှိတဲ့စိတ်ကိုဒကာဓမ္မတွေဒုတိယကွယ်ထဲမှာနေတာကိုမျက်နှာမှာကွယ်ထဲမှာနေတော့ဒီအရာတရားကိုရှုတော့ဒီထဲမှာပဲမဂ္ဂင်ပေါ်
ဒါပြန်မဲ့ခင်ဒီဘဝပေါ်တာလားနောက်ဘဝမှာပေါ်မှာဒီဘဝအခုပြောတဲ့စိတ်တွေအခုရှုတာကိုဖြစ်ဒါပြန်မဲ့သည်ဒကာဓမ္မတို့ဖြည်းဖြည်းမှရမှာလားလက်ငင်းရဩဒကာဓမ္မတွေရှာရှည်လိုက်တဲ့ဖြစ်ချင်းလက်ငင်းရတာအကျွေးတောင်းနေတော့တော့ခက်တယ်ဘုရားတို့နဲ့မက်ဖို့ရပါလေဆိုတော့ဒကာကျအကျွေးတောင်းရတာကလက်ငင်းရတာလည်းမသိဘူးအကျွေးကနင်းတောင်းနေတာပဲဆိုတော့ဒကာကျကယူချက်ပန်တာမမှန်ဘူးရတာကဒါပြန်ကိုရတာမလို့ကျင်သေးဘူးနောက်မှပေးပါလို့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ်မြောက်ဘူးဒါပြန်အခုအပယ်သွားပြရစီဦးပေါ်နောက်တစ်ခေါက်ပြန်မှယူပြရတယ်အတော်ဆိုးတဲ့စကားတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒါဘုန်းကြီးကဘယ်နဲ့ကြောင့်ဒီလိုပြောရသလဲဆိုတော့ခင်ဗျားတို့အခုတစ်ကွက်ထဲမှာဖြစ်နေလားနှစ်ကွက်ထဲမှာနှစ်ကွက်ထဲမှာနော်နှစ်ကွက်ဆိုတာယခုကပါဟုတ်တယ်မဟုတ်တယ်ဒီကြည့်လိုက်ပြစ္ဆုတ်ပံလို့မပါဘူးလားပါဘူးလားဒီနေ့ပြစ္ဆုတ်ပံကျိုးလို့မပါဘူးလားအဲဒါဖြင့်ယခုရှိမရှိဘူးလားယခုရှိနေတော့ပြစ္ဆုတ်ပံဘုရားအပြစ္ဆုတ်ပံဘုရားမှာပဲဆရာဘုန်းကြီးကဒကာဓမ္မတို့စိတ်ကလေးတစ်လုံးကိုရှုလိုက်ပါလို့ပြောတယ်ခင်ဗျားတို့ကလည်းအောင်ဖြစ်ပြီးပြက်တာမြင်လိုက်ပြီဆိုပါလားစိတ်ပြက်ကနေစားကဲအကျွေးလားလက်နဲ့ဘယ်ထဲမှာရလက်နာမှာကိုယ်ထဲမှာရဒါကြမဟုတ်ဘူးလားသုတောင်းတဲ့ပုဂ္ဂိုလ်ကသုံးနာမှာကွက်ကြမှာယူရစီနောက်မှယူရစီသုတောင်းတဲ့ပုဂ္ဂိုလ်ကလေးနာမှာကြမှာယူရစီဘာဖြစ်လို့တုံးလို့မဲတဲ့အခါကျတော့ဒကာဓမ္မတို့ရနေတာတောင်မှရမှမသိလို့ရှင်းဘယ်နဲ့ဆိုရအဲ့ဒါခင်ဗျားတို့ဘုရားရှိသွားပြီးဒီကလာတောင်းရောင်လိမ့်မနေကြနဲ့ဒီကကျဲလို့ဒီလိုဘုရားရှိသွားပြီးဤသွန်းဤကွန်ဤဖြောင်းလိုက်ဤမီးတွေကြောင့်ဟုတ်လားဘုရားတို့နဲ့မက်ဖို့ရပါလေခင်ဗျာဆိုတော့နောက်တော့ရပါစီခင်ဗျာဆိုတော့လောက်တာကအခုလုံနေကြရတာကဟုတ်ဘူးရတာကိုအခုရှုခုရနေတာဗျခင်ဗျားတို့ကဆူတောင်းတာကနောက်မှရပါလေတပည့်ကြအဲ့ဒါဒီပုဂ္ဂိုလ်ကတော်တော်ရင်းသေးတယ်လို့ဆိုဘာတော့ဘယ်နဲ့ဆိုတော်တော်ရင်းတယ်လို့ဆိုသဆိုပါဘာလဲလို့တော့ဆိုတော့ဘုရားကလည်းတတ်တဲ့ရှင်ဘုရားကမရှိလို့ရှိလို့ရှင်ငယ်တော့နေလေငယ်ကူးရတာတော့ညမကြိုက်ဘူးလားနောက်မှရတာကိုငါစီနောက်ရပါလိမ့်လို့ငါစီလာတောင်းငါလည်းမပေးနိုင်ဘူးနောက်လည်းရမှာမဟုတ်ဘူးအခုရအောင်လို့ပြောမှာပဲရှင်းမလားဒါရင်ခင်ဗျားတို့ကဘုရားရှိသွားပြီကြွယ်တို့ကအယူထတာကတော့ဆိုးဘုန်းကြီးတွေကြွလာတော့ကြရုပ်ပေးပြန်လို့ရှိရင်လည်းဘုရားတို့နဲ့မဖို့ရပါလိမ့်ရှင်လုံးပြနေခင်ဗျားတို့ကိုလုံးနေတဲ့လောက်ကအခုရနေတာမသိလို့ယူတဲ့သဘောနဲ့ဒီမသိတာကလည်းဒီပရိစ္ဆေသမုပ္ပါဒ်ကြီးကိုခန္ဓာထဲမှာအခုဖြစ်ပေါ်နေတာကိုမသိအခုဖြစ်ဖြစ်ရှိနေတော့အခုသိတဲ့မဉ္ဇဉ်ပေါ်နေတာကိုပဲမသိဘူးဆိုတော့ကောင်းပါလေအနာတွေကပိုးကြနေပြီသူကပြန်ပြုံးတုံးပဲရှိသေးတယ်သေမာကနဲ့ဖြင့်ဒီနေ့လည်းဒီအနာတွေလည်းပိုးကြလို့ပြုံးတုံးပဲဆိုတော့မောင်မသာဒီပုဂ္ဂိုလ်ကစိတ်ကောင်းမကောင်းမကောင်းပါဘူးဘာကြဒီမှာလည်းဒုံကြီးတူပဲဓမ္မတို့ကိုရနေတာလည်းရမှမသိပဲနဲ့နောက်မှဘုရားရှိလည်းသွားတော့ဘုရားကလည်းမပေးနိုင်နောက်မှလည်းမရဘူးရတာကအခုရနေတာအော်လုံးဖြစ်တုံးဆိုလို့ရှိရင်ဖြင့်ကိုယ်နာကိုပေါက်နေတာမသိတဲ့လူပါပဲအတော်ယူတယ်ယူပါပါဘုရားတကယ်ဆိုလိုက်အမတန်ဖြန်းတဲ့ဓမ္မတွေခင်ဗျားတို့ရထားတဲ့သူတော်ကိုဖြတ်ပြရသူတော်ဖြတ်ပြရမယ်ဘယ်လိုကြောင့်ဖြတ်ပြရမလဲဆိုရတော့ဆိုတော့ခင်ဗျားတို့ကအလုသမားတွေဘူးအလုသမားတွေဆိုတော့အခုရနေတာကသင်ရှားဘူးလားသင်ရှားပါဘူးဒီရတာလေးရင့်ဖို့ပဲလို့ရေးကြည့်တော့တယ်ရတာကတော့ဧကံမ
မဂ္ဂင်၅ပါးကိုရတယ်မဂ္ဂင်၈ပါးရှိတဲ့နေက၅ပါးကိုရအဲဒီ၅ပါးကိုရနေတဲ့ဥစ္စာနောက်မှမရပါလို့ဆိုတော့ဒီကကြွယ်သူဟာကအတော်ယူတယ်ဆိုလိုက်ဘူးလားအဲ့ဒါခင်ဗျားတို့အခုဆရာကောင်းတွေလည်းဖြစ်နေတော့တော့ကြကြတော့ဒီကြားနေမှာလည်းဆရာတွေနဲ့တွေ့တဲ့အခါကျတော့မင်းတို့ကဥပဒနာအလုပ်လုပ်နေတယ်ဆိုတယ်ဝဘဝတူတုံနဲ့မဲ့ဖို့ရတယ်ဝတ်တူတူဆိုတာနောက်အများကြီးကြံနေတယ်ကွာတူတယ်ဆိုတာလည်းနဲတာမဟုတ်ဘူးတူတယ်ဆိုမှလည်းအရှိကြီးမင်းနောက်နေတာကိုရတယ်မင်းကလည်းတူတူရပါလေဆိုတော့မင်းကြီးနောက်မှရပါလေဆိုတဲ့အဓိပ္ပာယ်ရောက်တယ်မရောက်ဘူးလားအဲ့တော့ဆရာကောင်းတစ်ပါးကောင်းနဲ့တွေ့ရင်အလုတ်တခြားဆူတုံးတခြားဖြစ်ဘယ်နဲ့ဆိုကြအဲ့ဒါလေခင်ဗျားတို့သူများရှိသွားပြီးကြလားဘုရားရှိမသိအောင်လည်းသွားမခိုးပါနဲ့ဒီကြားလိမ့်မှာတဲ့ပုဂ္ဂိုလ်ရှိမှာတဲ့ဘုရားဒုရနဲ့မဖို့ရဘာလို့ရလုံးနေတယ်အလုတ်သမားမှန်ကမဲ့ရနေတာရင်းမရင်လေးကအကဲခတ်ဖို့လိုတယ်ရှင်းမလားအလုတ်သမားမှန်ကမဲ့ရဖြစ်တယ်ပြန်လိုက်ရင်ပါတယ်မဲ့ဘယ်နှပါရမှန်ပါဘူးဒါကသိရသားနဲ့တခါကျဝဘဝတူတူတွေပါတယ်စာရည်ရှင်းနေသမှန်စာရှင်းနေလွယ်လို့မလွယ်ဘူးလားအဲဒါတွေအကုန်ပြောက်ပါအလုံးမလုံးတဲ့ပုဂ္ဂိုလ်တောင်းတာကတည်းကသူတောင်းရင်တော့တောင်းတာမပေးနိုင်တဲ့စီသွားတောင်းတာသူဟာသူအေးဦးကြတာဘုန်းကြီးတော့မဆိုလိုပါဘူးသဘောကျဒါရင်ခொနကပြောတဲ့စကားနဲ့ပြန်ပြီးကြလားအတိပ္ပယ်ဟတ်ကြည့်တကားကျဲမက်ကိုဖျားပေးကြလားတရားပေးတောင်းတာဘုရုစီသွားတယ်ဟောမပေးနိုင်ဘူးဆိုတော့သိတယ်မပေးနိုင်ဘူးခင်ဗျာဘယ်နည်းမှမပေးနိုင်မှာတရားကိုရှုကြည့်လိုက်တော့ဘယ်လဲခိုင်းတာသက်သက်တကလုံတော့ဘုရင်နဲ့ပြောပါမယ်နော်ဘုရားခင်ကိုလိုမြတ်ကြီးဟာဘာသာဒီအမှုထုတ်ပါဠိတော်မှာလာနော်သူဘုရားဖြေပြီးကြလားလာတော့ကို့အထက်ကကိုးွယ်ကြမရှိလို့ရှိရင်တော့ကိုယ်သဘောနဲ့ကိုယ်လုံနေတာမကောင်းဘူးသူစိတ်ကတွင်းမိသူ့တော့ကသူ့အထက်ကကိုးွယ်ကြတော့ရှာအောင်မှာဘုရားဖြစ်ဗလားမဖြစ်သေးဘူးလားဖြစ်ပါပါဘုရားဖြစ်ဒီမှာရှာဒါနဲ့သူသဗ္ဗိဒဉာဏ်နဲ့အိန္ဒိယဗုဒ္ဓဂရိယဉာဏ်နဲ့အာသယနုတ္တိယဉာဏ်နဲ့စကားကြီးကိုအခုအဲ့ဒီကဓမ္မပြေတဲ့ဘုံဆုံးတွေအောက်လည်းအကုန်အထက်လည်းအကုန်ဉာဏ်နဲ့ရှောက်ရှာငါတဲ့သီလပါတဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်ငါကိုယ်ပဲငါတဲ့သမာဓိပါတဲ့ပုဂ္ဂိုလ်လည်းရှိရင်ငါတဲ့ပညာသာတဲ့ပုဂ္ဂိုလ်ရှိရင်ကိုယ်ကမယ်ဆိုပြီးလိုက်ပြီးရှာလိုက်တယောက်မှမတွေ့မတွေ့ပါဘူးဒါကရတွေ့မတွေ့ဘူးနော်ဒါနဲ့စိတ်ပြန်ပြီးတော့စဉ်းစားငါလည်းဒါလည်းသီလသမာဓိပညာသားတဲ့ပုဂ္ဂိုလ်တယောက်မှမရှိပါလားကိုယ်ွယ်ရမရှိပါလားလို့ပုဂ္ဂိုလ်တွေကဖြင့်မရှိပါလားဆိုတာသူတွေးမိသဘောပါနောက်တော့မှဒုတိယတတိယပြန်စဉ်းစားငါဖက်တဲ့ကြောင့်ဘုရားဖြစ်လာပါလိမ့်မယ်ဟာတရားတွေရှိလို့ဘုရားဖြစ်လာတာရှင်းပြီဗလားဘယ်လိုကြောင့်ပါလဲတရားတွေရှိလို့ဘုရားဖြစ်တော့တရားပဲကိုယ်ွယ်မှဒီဆုံးဖြတ်ချက်ချပေါ်လားဒါဘုန်းကြီးကခင်ဗျားတို့တရားသိမှရတယ်ဆိုတာမယုံမှဆိုလို့ဝတ္ထုထုတ်ပြတာပါရင်းနေဗလားဒီဓမ္မဝတ္ထုကမဆုံးသေးပါဘူးတခါကြွယ်ရသံပရိဓမ္မကြီးကရှင်းအရှင်ဘုရားတွေးလုံးမှာသိတဲ့ပါတယ်ရှင်ဘုရားကြီးနောင်တော်တွေဖြစ်တဲ့ကောဏဂုံကတ္တပဆိုတဲ့ဘုရားတွေလည်းတရားပဲကိုယ်ကိုယ်သွားကြတပည့်တော်ကနှစ်ဘုရားမိတဲ့ဓမ္မကြီးဖြစ်တဲ့အတွက်ရှင်ဘုရားစိတ်ကူးသိတဲ့ပါပြီရှင်ဘုရားသီလသမာဓိပညာသာတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်ကိုယ်ကိုယ်တရားမရှိဘူးအရှင်ဘုရားဖြစ်လာတဲ့တရားကိုရှင်ဘုရားကိုယ်ကိုယ်မယ်ဆိုတာဖြင့်ရှင်းပြရတယ်ပဲဒီလိုကိုယ်ကိုယ်သွားရပါတယ်ဆိုတာ तू ကထောက်ခံချက်ပြလိုက်ရင်းနေလားဒါဖြင့်မဲ့ဘယ်သူပေးမှရဒါဘုရားရှိသွားမတောင်းနဲ့နော်ရင်းနေကများတို့ကတော်တော်ရှာရှည်တဲ့လူတွေမပေးနိုင်တဲ့လူကိုသွားပြီးတောင်းလို့ရှိရင်မခက်ဘူးလား
မပေးနိုင်တဲ့လူသွားတောင်းတယ်ဆိုတော့နတ်ကိုထမင်းပေးပါလို့တောင်းလို့ရှိရင်ဖြင့်နတ်ကနာဝဇ္ဇာစားနေတယ်ထမင်းမှမရှိပဲဘယ်နဲ့လို့ပေးတယ်မပေးနိုင်ပါဘူးမြမသွားပြီးထမင်းပေးပါသွားတောင်းလို့မြမကဒကာဓမ္မတို့သိတဲ့အတိုင်းပီတိစားပီတိဆိုတော့ဝမ်းမြောက်လုံးလေးနဲ့မြမအသက်ရှင်တယ်အဲ့ဒါထမင်းပေးပါသွားတောင်းရင်မမတော့ရမြတ်ဒါဖြင့်နတ်စစ်ထမင်းသွားတောင်းတယ်ရှင်းပြီမြမစစ်ထမင်းသွားတောင်းဘာဖြစ်လဲမပေးနဲ့ပေးကြလည်းမရှိဘူးပေးလည်းမပေးနဲ့သူတို့စီမှာစဘာပင်ဆက်ပြီးလဲထုံးနေတာမှမရှိပဲသဘောပါဒီမှာလည်းခင်ဗျားတို့ဘုရားရှိသွားပြီးနတ်ဖို့ပေးပါဆိုလို့ရှိရင်မပေးနိုင်မပေးနိုင်နီးတော့ပေးကြပေးလိုက်အစ်စ်တော့မရသဘောပါဒါဖြင့်ဘယ်သူပေးမှရရှင်းမလားဒါဖြင့်ခင်ဗျားတို့ဘုရားရှိသွားတောင်းတဲ့ပုဂ္ဂိုလ်တွေတွေ့လို့ရှိရင်ဖြင့်တဲ့တတိယသာဝကရှိဘာစုတွေဆိုတော့သူသာဝကဖြစ်ခြင်းဖြစ်ပေါ့ဗျာမဉ္ဇဉ်ဘုံညာနဲ့မပေးနိုင်တာအမှန်ပဲရှင်းမလားခိုင်းတာဖြင့်ဒီဇမားကြီးရဲ့ထောက်ခံချက်ပေးလိုက်တယ်လေမသေးကြသေးဘူးလားခိုင်းတာဖြင့်ခင်ဗျားတို့မဉ္ဇဉ်ဘုံညာလို့ရင်လို့ရှိရင်ဖြင့်ခန္ဓာတွေကတရားရှုပါမဉ္ဇဉ်ဘုံညာလို့ခြင်းသတိပြန်၄ပါးတွေကတပါးပါးကိုသတိပြန်၄ပါးဆိုတာခန္ဓာတွေကတရားရှုတာရှင်းမလားဒီလိုဆိုရင်တရားကြောင့်မရပဲနဲ့မလားရအဲကြောင့်ခေါင်းကနှမျိုးဖွဲပြောလိုက်ဘာမှမလုပ်တဲ့လူသွားတောင်းတာအဲ့ဒါသူကသူတောင်းရင်တောင်းမတောင်းရင်နေလုပ်တဲ့ပုဂ္ဂိုလ်ကတော့ဖြင့်ဒါထားမြောက်ရပါလေဆိုပြီးဒါထားမြောက်ခြင်းကိုသာကြိုးစားနေရမှာမတောင်းရဘူးရင်းပြီလားဘုရားပို့ပေးလိုက်တင်ညာပို့ပေးလိုက်အချိန်ပို့ပေးလိုက်မရပဲရှိပါသဘောပါကဲဒါကြနေရကြခင်ဗျားကဒီစီကမ်းကြီးကြက်ထားသေးတယ်အရင်ကတော့ကြက်တယ်အခုတော့ကြက်အခုတော့ခဏခေါ်တော့ပြောစမ်းမအောင်တော်တော်များတူသွားလိမ့်မလားတူမှဖြစ်မှာဗျဟမ်ချက်ချင်းတတိယအားထုတ်တဲ့တရားချက်ချင်းထားမြောက်ရပါလို့ဤဆိုရင်ကောင်းဟုတ်ဘူးလားဝတ်တေဘဝတူတူနဲ့ဆိုတော့ဟိုဝတ်တေကရှေ့သွားအောင်မဟုတ်ဘူးနဲတာတွေမှဖုတ်ပဲအဲ့ဒီဟာတွေကိုတူရအောင်မဲ့ဆိုမဲ့တူတယ်ဆိုမဲ့ဝတ်ပေါင်းကဘယ်တော့မှမသိကိလေသာဝကမ္မဝုပကဝဆိုရင်ဘောမှဝိုင်းနေတာဝိုင်းတာတူဖြောင်းနေမတတ်နိုင်ဘူးရင်းနေကြလားဝိုင်းတာတူဖြောင်းကိလေသာဝိပါလာတော့မကြည့်ကမ္မဝုပြီးတော့ဝိပကဝတွေကဘာတွေပေါက်ပွားဟာပဲဝိုင်းသွားပြီဘယ်ဟုတ်တူရတယ်လုံးတော့မနေသေးတယ်ရင်းနေကြလားဒီကဝတ္တုတို့နဲ့ဆိုတော့တခါကျတော့ခင်ဗျားပြတ်ထားတဲ့စာတော်ခဲ့နေပါလားရှင်းမလားအဲ့ဒီလိုပဲဆရာကောင်းသမားကောင်းတဲ့နိဒာကောင်းတာမတွေ့လို့ရှင်းနေစာတော်ဆက်ရှိကလေအင်္ဂါလေးဖြင့်ငါကြိုက်တယ်ဆိုကြက်ထားလိုက်တာငါကြိုက်တာလည်းလွဲစီပဲရှင်းမလားဘုရားမှလည်းမမေးကိုယ်ခါလည်းဘာမှမပါဟုတ်လားအဲ့ဒီလိုဖြစ်နေတယ်တခါကျအာရိမခက်ဘူးဒီလိုက်ဖြစ်သာလေးကြည့်မှကြံလို့ရှိရင်လေကိုယ်ညာနဲ့ကိုယ်ခန္ဓာနဲ့ထည့်ပြီးစဉ်းစားပါဦးမဉ္ဇဉ်ဆိုတာဘယ်သူကပေးတာပါလိမ့်မလို့ဘုရားဘယ်သူကပေးတယ်ဘာလို့တရားသာရှုခင်ဗျားတို့နဲ့နံပါတ်ကွက်ထဲကတရားသာရှုခင်ဗျားတို့ခန္ဓာကနဲ့နံပါတ်ကွက်ထဲခင်ဗျားတို့ခန္ဓာကိုယ်ကလည်းတရားရှိပဲဒီပြင်တရားရှိသေးရဲ့အဲ့ဒီတရားတွေကိုဉာဏ်လေးနဲ့ရှုရှုပေးနေလို့ရှိရင်သူကမက်ပေးလိမ့်မယ်ဒါအတ္တဟိအတ္တနောနာထောသဘောကျအတ္တဟိအတ္တဟိဝမိမိအာထုသောတရားတွေနဲ့အတ္တနောမိမိနာထောကိုယ်ရည်ဆိုတော့မိမိခန္ဓာကိုမိမိကြည့်ပြီးအာထုတ်တဲ့တရားတွေရတယ်ခင်ဗျားတို့ကိုယ်ပဲပေါ်သေးဘူးခင်ဗျားတို့ကိုယ်ပဲရဆိုတာခင်ဗျားတို့အာထုတ်တဲ့တရားခင်ဗျားတို့အကူပါရှင်းကြဒါဖြင့်ဒီလိုလောက်ကြပြီတော့အလုံးစင်လေးပါပေးလိုက်နော်အလုံးစင်လေးပါပေးလိုက်မယ်တဲ့ဥမာစိတ်ကလေးတစ်ခုဘယ်စိတ်ပေါ်ခင်ဗျားတို့တဏ္ဍပုရုဇဉ်တွေကိုဗျာပုရုဇဉ်စိတ်ပဲပေါ်မှာပေါ်တဲ့စိတ်မှဝါသွားပါလို့ဝိညာဏအိဋ္ဌံတိပတ္တိဝိညာဏခုပေါ်လာတဲ့ပုရုဇဉ်စိတ်ကလေးဝိညာဏတိအနိစ္စတိအနိစ္စကြီးပတ္တိရှုသာထိုသောရှုသောပညာဒီသမာဓိဋ္ဌိဖြစ်
မဲ့ခင်ဖြစ်သွားတယ်ရှင်းတယ်ဒါဖြင့်ခင်ဗျားတို့ကလည်းဖြစ်တဲ့စိတ်ကလေးဖြစ်ဖြစ်ရှိလိုက်တော့သမာဓိမဲ့ခင်ဖြစ်သမာဓိမဲ့ခင်ဖြစ်ကြတဲ့ကသူနဲ့ဖော်လေးကိုလည်းပါလားသာသတဖြစ်နေပါလားတကွဖြစ်ဖို့ဖြစ်ဖက်ကိုမဲ့ခင်၄ပါးပါမလားအဲ့ဒါဖြင့်မဲ့ခင်၅ပါးမရဘူးလားအဲ့ဒီတော့ရရုံလေးနဲ့မမကျေနပ်နဲ့တဲ့ဘုရားကဒါကယထာဘုဒ္ဓသမာဓိတိကွာတက်လာရေးကွာဒီနေမနေနဲ့ဆိုပြီးကြတယ်ခါတဲ့မမတော်တဲ့တခါကျတော့ရှုပြီသမာပတ်ကနိဗ္ဗာန်တည်းအဲ့ဒီလိုဖြစ်တဲ့မြင်များများမြင်လာလို့ရှိရင်နိဗ္ဗာန်တည်းနိဗ္ဗာန်ဉာဏ်ဆိုတာပေါ်လိမ့်မယ်ကွာရှင်းမလားဖြစ်တဲ့များများမြင်လာတော့သမာဓိရှိနဲ့များများမြင်လာတော့ဘယ်ဉာဏ်တိုးတက်လာဘာကြနိဗ္ဗာန်ဉာဏ်တက်လာလိမ့်မယ်ကွာဒါတန်ရုပ်ပါဠိတော်တန်ရုပ်ပါဠိတော်သမာကောင်းစွာပတ်ကံရှုသည်ရှိသောနိဗ္ဗာန်တည်းကြီးပွေလာလိမ့်မယ်ရှင်းပြီနော်ဉာဏ်ရသွားဉာဏ်ရသွားပြီဘယ်နဲ့ကသမာဓိဉာဏ်ယထာဘုဒ္ဓသမာဓိပေါ်လာတဲ့ယထာဘုဒ္ဓဉာဏ်ရအခုတော့နိဗ္ဗာန်ဉာဏ်တက်ကဲနိဗ္ဗာန်ဉာဏ်နဲ့မင်းလည်းရမနေနဲ့ဘုရားကဟောပြန်နိဗ္ဗာန်ဉာဏ်နဲ့ရမနေနဲ့သမာပတ္တနိဗ္ဗာန်ဂရိတွေရမနေနဲ့ဟုတ်ကနိဗ္ဗာန်တန်တော်ဝိသေသတိမင်းမလို့ကြအောင်ရှုပလိုက်ဖြစ်တဲ့ကိုပါလေနိဗ္ဗာန်တန်တော်ညင်းွေပြီးသည်ရှိသောဝိသေသတိတဏှာနဲ့မညစ်အောင်ရှုပြဝါမလို့ကြအောင်ရှုပလိုက်မလို့ကြအောင်ရှုပလိုက်တယ်ဆိုတော့ဖြစ်တဲ့ခန္ဓာကြီးဟောဒီတရားဓမ္မတွေဒီခုပြောတဲ့နှစ်နာမှာရှိတဲ့ဒီ၅ခုစလုံးကုန်ပြောက်၅ခုစလုံးကုန်ပြောက်တော့ဘာသစ္စာပြောက်သွားတရားကျေရင်းနေဒါတွေတစ်ခုရှုလိုက်တဲ့ပြင်၅ခုစလုံးပြောက်သွားတော့ဘာသစ္စာတွေပြောက်ဒါဖြင့်လောက်လိုက်တဲ့ဒုက္ခនិရောဓနိဗ္ဗာန်ဒုက္ခတွေချုပ်သွားတော့နိဗ္ဗာန်ဒါဖြင့်သူပြောက်သွားရင်နိဗ္ဗာန်ပေါ်လာပဲဒါဖြင့်လေဓမ္မတော့နိဗ္ဗာန်တန်တော်ဝိသုစတိနိဗ္ဗာန်တန်တော်ညီငွေတဲ့ဉာဏ်တက်ပြီးရှိတော့ဝိသုစတိမဉဏ်ပေါ်လာပြီမဉဏ်ပေါ်လာလို့ရှိရင်ဟောဒီနှစ်နံပါတ်ထဲကခန္ဓာ၅ပါးကိုဝိညာဏသလနာဖသဝေဒနာဆိုတဲ့ပြိဿသမုပ္ပါခန္ဓာလို့ခေါ်၅ပါးဒါကြဓာတ်ပေါ်လာသေးဒါချုပ်သွားတော့ကိုဒါဒီမှာစာလေးဆိုလိုက်ဒုက္ခនិရောဓဟောဒုက္ခချုပ်နေသဘောကျဒုက္ခချုပ်တယ်ဆိုတော့ချုပ်မှာပဲတဲ့ဒီဘက်ကူးတဲ့တဏှာကိုကူးသေးတာသုံးနာမကဆက်လက်ပြတ်သွားပြတ်ဘူးလားသုံးနာမဆက်ပြတ်တာကမက်ကဖြတ်တယ်သဘောကျမက်ကဖြတ်လဲဖြတ်တယ်ဒုက္ခကိုလည်းချုပ်စုမက်ဒီကိလေသာကိုလည်းဖြတ်တယ်နိဗ္ဗာန်ကိုလည်းအောင်ပြုဒါကြောင့်ဒုက္ခချုပ်သွားတာသူပိုင်းခြားလို့ချုပ်သွားသဘောပါဒါပြန်ဓမ္မတို့ဉာဏ်သုံးဉာဏ်နဲ့တက်ပလိုက်သဘောကျရှင်းစွာအနေသံတိပတ္တိသာယံဟောတိသမာဓိဖြစ်အောင်အရင်လုပ်ပလိုက်ဝိပဿနာမဖြစ်အောင်အရင်လုပ်ပလိုက်အဲ့ဒါယထာဘုဒ္ဓဉာဏ်ခေါ်လိုက်သဘောကျလားဖြစ်ပြမြင်ပါညာဘယ်တခါတက်လိုက်သမာပတ္တနိဗ္ဗာန်တည်းခေါင်းနဲ့ကောင်းကောင်းမြင်ပြီးရင်ညှင်းအောင်လုပ်စမ်းတယ်ဘာကြံတက်လဲနိဗ္ဗာန်ဉာဏ်တက်လာဒီဖြစ်တဲ့ဘက်မုန်းတာပဲနိဗ္ဗာန်တော်ဝိသုစတိဆိုရင်ဒုက္ခသစ္စာပြောက်တယ်နိရောဓသစ္စာပေါ်လာပြီရှင်းမလားဒါဖြင့်နှစ်ကွက်ထဲမှာအာထုပ်နှစ်ကွက်ထဲမှာပဲသူသောတာပန်တည်သက္ကရာကံဆက်လို့သက္ကရာကံနာဂံယန္တာနှစ်ထဲမှာဖြစ်ဒီကသုံးခုသေးရဲ့လေးဖြစ်เสียရှိသေးတယ်ဒါဖြင့်ဟောဒီဘက်ကသမုဒိယသစ္စာလည်းပြောက်သုံးနာမသမုဒိယသစ္စာလေးနာမဒုက္ခသစ္စာဒါဖြင့်သမုဒိယဒုက္ခချုပ်တယ်ဆိုတာသိကြပေါ်ကြပေါ်ပါဘူးခိုင်းနေဒီရင်တော့